ကျွန်တော်ခီးထွက်နေချိန်အိမ်မှာရေကြောက်လာပြတယ်ဆိုရင်ဆေးလေကုသိုလ်လုတ်ခိုင်းပြီးကားရက်ပြီးတော့တစ္ဆာဆိုမန်းပြရတာပေါ့ခင်ဗျာခဏလေးစပီကာဖွင့်ထားလိုက်နော်ကလေးကဘယ်နှစ်တော့ဘယ်နေရာလေးပေါက်နေတော့နောက်ကျောတွေဘာတွေရောပေါက်လားအေးရတယ်အဲ့ဒါရတယ်တော့သူရေချိုးမယ်ပစွန်းချောင်းမစားရဘူးနော်ရေချိုးရမှာပစွန်းချောင်းမစားဘူးညှော်ချောင်ရမယ်ဖျားချင်ပါရာစီတီဘောတောင်းရမယ်နော်ကလေးသူဆရာခီးထွက်နေလို့ဆေးဘူးလေးကင်ထားလိုက်ဆရာဒီကနေပြီးတော့လှမ်းမန်းပေးလေတစ္ဆာဆိုပြီးမန်းပေးလိုက်မယ်နော်ဟယ်လိုစပီကာဖွင့်ထားလိုက်တစ္ဆာဆိုပြီးမန်းပေးမယ်ဆေးဘူးလေးကင်ထားလို့အေးမန်းပြီနော်ကျွန်ုပ်ဒီဤရွှေနာဈေးဟာအဘာဘိုးပင်ကောင်မှာထုတ်ခိုင်းသောဈေးဖြစ်ပါသည်ဤတစ္ဆာစကားသည်လည်းမှန်ကန်ပါ၏ဤဈေးဟာအဘာဘိုးပင်ကောင်မှာရွှေနာဟုအမည်ပေးလူများကယ်တင်ရန်ထုတ်ခိုင်းသောဈေးဖြစ်ပါသည်ဤတစ္ဆာစကားသည်လည်းမှန်ကန်ပါ၏ထို့ပြင်ရွှေနာဈေးစထုတ်သည့်ချိန်မှစ၍အယံမန်းတည့်ရနှင့်တောက်ခြင်းအမဲသားမန်းတည့်ရနှင့်စားခြင်းများကိုကျွန်ုပ်သည်ရာသက်ပံရှောင်ကျင်ထားပါသည်ဤတစ္ဆာစကားသည်လည်းမှန်ကန်ပါသည်ဤတစ္ဆာစကားများမှန်ကန်ပါကဤကလေးပေါ်တွင်ဖြစ်ပေါ်နေသောယောဂဝေဒနာဟူသည်များပိတ်ကြရွယ်ပေါ်မှာရင်မြင်ခဲ့သူပြင်းစင်ပပြောက်ကြပါသည်ရပြီပျောက်ပြီနော်ဆေးဘူးကုံသွားရင်အခွန်လေးပြန်ယူလာခဲ့နော်ငယ်မကျန်တာမှာလိုက်တော့နော်အေး